ဘာစီလိုနာအသင်းနီးပြဟန်စီဖလစ်ဟာလာလီဂါတနစ်တာအကောင်းဆုံးနီးပြစုကို200တီဆက်တိုက်စကူရရှိခဲ့ကြောင်းသိရပါတယ်။အသက်62နှစ်ရှိပြီဖြစ်တဲ့ဂျာမနီနိုင်ငံသားနီးပြဟန်စီဖလစ်ဟာဘာစီလိုနာအသင်းကိုလာလီဂါချန်ပီယံဆု2နှစ်ဆက်တိုက်ရရှိစေခဲ့တဲ့အပြင်စပိန်စူပါဖလားပြိုင်ပွဲမှာလည်း2နှစ်ဆက်တိုက်ပို့ဆွဲခဲ့ပါတယ်။ဒါကြောင့်၎င်းအနေနဲ့ဂီတာဖေးအသင်းနီးပြဘော်ဒါလက်စ်နဲ့ဗီလာရီရဲ့အသင်းနီးပြမာဆယ်လီနိုတို့ထက်မဲအသာရပြီးအကောင်းဆုံးနီးပြစုကို200တီဆက်တိုက်စကူရရှိခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်ဘာစီလိုနာအသင်းဟာ2025-26ရာသီမှာအိမ်ကွင်းပွဲစဉ်16ပွဲစလုံးအနိုင်ရခဲ့ပြီး138ပွဲကျင်းပတဲ့စနစ်မှာအိမ်ကွင်းပွဲအလုံးရာနှုန်းပြည့်အနိုင်ရတဲ့ပထမဆုံးလာလီဂါကလပ်ဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းကဟန်စီဖလစ်ကိုပြီးခဲ့တဲ့နှစ်နွေရာသီမှာ2029ခုထိတစ်နှစ်သက်တမ်းတိုးခဲ့သလိုဒီနှစ်မှာလည်း2028ခုနှစ်ထိနောက်ထပ်တစ်နှစ်သက်တမ်းတိုးခဲ့ပါတယ်။